Hello မင်္ဂလာပါရှင်ကျမရဲ့ online class ကျမရဲ့ Facebook တက်တော့ကြိုဆိုလိုက်ပါတယ်ချစ်တို့ဟုတ်ကဲ့ပါရှင်ကျမတို့လိုမြို့သမီးအများစုကခါတလေကြရင်အေးပါနေရွေးလားဘာလို့ရမှာဘာကဲရမှာမသိအဲ့ရပြဖြောပါရှင်ဒါပဲအဲ့ရပြဖြောနော်တဲ့အဲ့ရပြဖြောပါစရိနေမလို့ခလေးလေကျွေးမလို့ခေါ်ဆွတ်ကြုံနေပါတယ်ရှင်ဟုတ်တယ်ကျမတို့မြို့သမီးအရှင်မလေးရလေအိမ်မနေရွေးဘာလို့ရမှာဘာကဲရမှာမသိဘူးဒီမှာနမငွေရပါနော်မမသိဘူးနော်ဘာဖြစ်လို့လဲဆိုတော့လေဝင်ငွေလမ်းကြောလူတိုင်းမှာလူတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့လိုအရှင်မလေးရလေကိုနေတာလေကိုကမစားပဲလဲနေလို့မရဘူးနော်သားသမီးတို့လည်းမစားပဲလဲနေလို့မရဘူးဘာဖြစ်လို့လဲဆိုတော့လူဆိုတော့တရှိဖို့လိုတယ်ဆိုတော့စားရမယ်ဟုတ်တယ်နော်ဒါကြောင့်ကိုလေငွေကရှာရမှာပဲနော်လူတွေကရှာကြပါပဲဒါပေမဲ့တစ်ဖက်တစ်လမ်းကဝါငွေလေးတွေမမတို့ကိုတို့ညီမလေးတို့ဘလို့ချင်ကြဘူးလားနော်သားသမီးလေးတော့ကိုသားသမီးလေးအစီရေးတွက်ပေါ့နော်ကိုမီကိုဖားလေးတွေကိုအမေကိုဖေးလေးတွေပေါ့နော်ဘလို့လဲဆိုရင်ဟလာပပလေးတွေမြည်ချတယ်မဟုတ်လားနော်ဒါကြောင့်မမကဘလို့မျိုးမိတ်ဆက်မလဲဆိုတော့လေထိုက်ရောက်ရွှေမြင်မာလေးကိုလို့ပေါ့ရှိဘာဖြစ်လို့ဆိုတော့မိမိကြိတ်ရလဲကြက်တယ်လို့ပေါ့မကြိတ်ဘူးဆိုရင်မကြိတ်ဘူးပေါ့နော်100%ရွေးချယ်ဖက်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမဒီပန်းရောင်ဆိုဝဲလေးနဲ့လေမိတ်ဆက်ပြရစီဒီပန်းရောင်ဆိုဝဲလေးကလေသူကဘလို့လဲဆိုတော့မှာဖိုးရမင်းနဲ့မြန်မာစတိုးလေးကိုရှိရနော်အဲ့ဒါမှပေါ့တော့လို့ယူဆွဲလိုက်ပါနော်နော်ပြီးစအဲ့ဒါတကဝင်သွားအခမဲ့ကောက်ဖွေးပေးတယ်နော်ပတ်စံပေးစရာမလိုဘူးနော်အဲ့ဒါမှဝင်ရောက်လေးလာပါလေးလာပြီးဆိုရင်မိမိတက်နေတဲ့ဆိုရင်မိမိကိုယ်တိုင်ဘယ်လိုမျိုးလဲဆိုတော့မိမိကိုယ်တိုင်လေအကောက်ဖွေးလို့ရပါတယ်နော်ဝင်လမ်းကြောအပိတ်ဖုတ်တဲ့အကောက်ကိုဖွေးလို့ရပါတယ်ပစ္စည်းလေးတစ်ခါမှတစ်ခါဝယ်စားရင်နဲ့ဒီလိုမျိုးတစ်သက်မှတစ်ခါဝယ်တိုးယုံနဲ့ကိုတက်ဝင်ငွေလမ်းကြောရပါတယ်နော်ကိုဝယ်တော့ပြီမဝယ်ချင်လဲရတယ်နော်ဒီတစောဝယ်ပြီးဆိုရင်ကိုတက်ဝင်ငွေလမ်းကြောအခမဲ့ဖွဲ့ကတိတကိုတိုင်ကောက်ဖွဲ့ပေးနေပါတယ်ဖုတ်တုတ်တဲ့ဇက်တက်စရာမလိုဘူးဖုတ်ကျွမ်းစရာမလိုဘူးမိမိပစ္စည်းတိုးလို့စရာမလိုဘူးအခမဲ့တက်ပေးတဲ့ဖွဲ့တိတရှိပါတယ်50တို့ဖွဲ့မှာနော်မိမိကျမနဲ့ကျဲတဲ့ဆိုကျမကိုချက်တော်လို့ရပါတယ်မိမိကြိုက်တဲ့နေတဲ့ဖွဲ့မှာမိမိဝန်နေလို့ရပါတယ်ရှင်ချွေလန်းရှမ်းမြင့်ကြပါစေဘိုင်ဘိုင်